မပြောလေးပဲဆုံးတွေ့ရတဲ့မန်းရွှေမြို့ကမမချောရေမင်းအပြောင်းမမြတ်ဝရဲ့ကိုရင်လေးဆွေးလန်းလေးမိတယ်ဘယ်မှာနေတယ်လဲမိလိပ်စာလေးမောင်းလို့ပြီးခဲ့ကွယ်ဦးမိန်တရားမှာပြန်လဲတွေ့တော့သူ့ကိုမမိနေပါတယ်ခုတည်းသူအပြုံးဟာမောင်နှလုံးသားကိုညှို့ယူသွားတယ်မောင်ကိုချစ်နိုင်မလားကွယ်မင်းရဲ့အဖြေလေးမောင်သိကြပါတယ်အပြောလေးကချိုပါတယ်တိုက်တွေကားတွေနဲ့စိတ်ငကလေးတော့ပန်ပေးပါမောင်ရဲ့မင်းကိုချစ်ရင်တော့ကွယ်လေရင်ကြီးတော့မစီးပါရစေနဲ့ကွယ်မြစ်တာချစ်နေပါမယ်ရတဲ့လုံးပုံဖို့မောင်ကျဲရွယ်ဥစ္စာဒနာဆိုတာရင်တတိကတော့ပြောစရာကောင်းတာမောင်လက်ခံပါတယ်မောင်ကိုချစ်ရင်တော့ကွယ်တောင်းရလုပ်ငန်းနဲ့မင်းလေးစိတ်ချမ်းသာမောင်ကြိုးစားပါမယ်မင်းတို့မြို့မှာလို့တော့ပကဒနာနဲ့ဂုံတော့မရှိပါတဘာဝဆန်းတဲ့မောင်တို့ရွာမှာကွယ်လဲရင်ကိုတီးလို့ရဲ့အေးချမ်းတဲ့တဘာဝတစ်ခုကိုကြိုးစားလို့တီးဆောက်ကြမယ်ရွှေမန်းမြို့ကမုံမှန်မှတော်ရဲ့ဘယ်မှာနေတယ်လဲမင်းလိပ်စာလေးမောင်လို့ပြီးရဲ့ကွယ်ဦးမိန်တရားမှာပြန်လဲတွေ့တော့သူ့မမိနေပါတယ်မခုရရသူပြုံးလေးဟာမောင်နှလုံးသားကိုညှို့ယူသွားတယ်မောင်ကိုချစ်နိုင်မလားကွယ်မင်းရဲ့ဖြေလေးမောင်သိကြပါတယ်အပြောလေးကချိုးပါတယ်တွေကားရီနဲ့စိတ်ငကလေးတော့ပန်ပြီးပါမောင်ရဲ့မင်းကိုချစ်ရင်တော့ကွယ်လေရင်ကြီးတော့မစီပါရစေနဲ့ကွယ်မေတ္တာစစ်နဲ့ချစ်နေပါမယ်ရတဲ့လုံးပေါင်းဖို့မောင်ပြန်ရွယ်ဥစ္စာဒနာဆိုတာရဲ့တတိကတော့ပြောစရာကောင်းတာမောင်လက်ခံပါတယ်မောင်ကိုချစ်ရင်တော့ကွယ်တောင်းရလုပ်ငန်းနဲ့မင်းလေးစိတ်ချမ်းသာမောင်ကြိုးစားပါမယ်မင်းတို့မြို့မှာလို့တော့ပကဒနာနဲ့ဂုံတော့မရှိပါတဘာဝဆန်းတဲ့မောင်တို့ရွာမှာကွယ်လဲရင်ကိုစီးလို့ရဲ့အေးရန်တဲ့တဘာဝတစ်ခုကိုကြိုးစားလို့ဒီဆောက်ကြ
မယ်ရွှေမန်းမြို့တာမောင်မမချောရဲ့